မော်နေတဲ့အခန်းတစ်ခုတွေကိုဝင်လိုက်တယ်ဆိုပါတော့များနိုင်ရန်ကမိခလိုကိုနှိပ်လိုက်တယ်ဆိုတော့ ਨੇ ချက်ချင်းပဲအခန်းတစ်ခုလုံးလင်းထိထွားတယ်လေ ဟုတ်တယ်ဘာမှစောင့်စရာမလိုဘူးပေါ့ အဲ့ဒီလိုအချင်းဆိုင်ငံ့မှုမရှိပဲအရာလုံးကချက်ချင်းမျက်စိရှိမှပေါ်လာတယ်လို့ခန်းစားရတယ်မော်လားဒါပေမဲ့ဒီနေ့ကျွန်တော်တို့အတင်းစိလက်လာကြည့်မယ်အချက်လက်တွေအရာပြောရရင်ဟိုဘာမှမလဲချက်ချင်းဖြစ်တည်မှုဆိုတာစက်ကြောလာကြည့်တယ်မှာတကယ်ကိုမရှိတဲ့အရာတစ်ခုဖြစ်နေတယ်ဗျာ ဟုတ်ကဲ့အဲ့ဒီချက်ချင်းဆိုတဲ့ခံစားချက်ကလေကျမတို့ကဘာမြေပေါ်ကကျင်းမြောင်းတဲ့ပုံဝင်ကျင်လေးမှာနေထိုင်နေတဲ့သူတွေအတွက်တီးတန့်ဖြစ်ပေါ်နေတဲ့အထင်အမြင်မှားမှုတစ်ခုပဲရှင် တဘောကကျွန်တော်တို့နေ့စဉ်ဘဝတိုင်းရတာတွေကအရင်တင်းငယ်လွန်းနေတော့လေ ဟုတ်ပါတယ်အလင်းရင်အမြန်နှုံးနဲ့ယင်လိုက်ရင်အရာအလုံးကတပြင်းညီတဲ့ဖြစ်နေတယ်လို့ထင်ရတာပါဒါပေမဲ့ရူပပြေတာတို့နက္ခတ္တပြေတာတို့ရဲ့ကြီးမားကျယ်ပြောလာတဲ့စက်ကြဝဠာအတိုင်းရတာဘက်ကိုခြေကြည့်လိုက်တာနဲ့အဲ့ဒီအခုလက်ရှိဆိုတဲ့သဘောတရားကြီးကလုံးဝကိုပြိုကျသွားတော့တာပါပဲ အဲ့ဒါကြောင့်ဒီကနေ့ဒီအကြောင်းလေးကိုတေချာဖြေကြည့်ရအောင်ဗျာအလင်းရေအချင်းရေအာဂါတရေကဘလို့အမခန်းဆက်ဆက်နေလဲဆိုတာပေါ့အလင်းဟာစัจ java လာထဲမှာအမြန်ဆုံးအရာတစ်ခုလို့လူလိုက်သိထားကြတယ်လေဒါပေမဲ့အဲ့ဒီအမြန်ဆုံးအရာမှာတော့မှကန့်သက်ချက်တစ်ခုရှိနေတယ် တွားရမယ့်အကွာဝေးပေါ်မူတည်ပြီးအချိန်ယူရတာကိုပြောတာကိုရှက် ဟုတ်တယ်ဗျာနေရာတစ်ခုကနေနောက်နေရာတစ်ခုကိုတွားဖို့သူလည်းအချိန်ယူရတာပဲလေဒီအချက်လေးနဲ့စာပြီးစဉ်းစားကြည့်အောင်နေမင်းကြီးရဲ့ပဲဥပမာပေးရရင်ဟိုတကယ်လို့နေမင်းကြီးကအခုချက်ချင်းရုတ်တရက်ကြီးပျောက်ကွယ်သွားမယ်ဆိုပါစို့ကျွန်တော်တို့ကဘာပေါ်ကလူတွေကချက်ချင်းသိနိုင်မှာမလား လုံးဝတိနိုင်မှာမဟုတ်ပါဘူးရှင်နေမဲ့ကဘာဟာမိုင်မောင်း83တန်းလောက်กว่าဝေးပါတယ်အလင်းကတစ်စက္ကန့်ကိုမိုင်မောင်း18653အမြန်နှုန်းနဲ့တွားတယ်ဆိုပြီးမြဲအဲ့ဒီအကွာဝေးကိုဖျက်ထမ်းဖို့အတွက်10မိနစ်နဲ့စက္ကန့်ညက်ဆက်လောက်အချိန်ယူရလေလေ ဟာနေပါအောင်ဒါဆိုနေမင်းကြီးရုတ်တရက်ပျောက်ကွယ်သွားရင်တော့ကဘာပေါ်ကလူတွေကချက်ချင်းအမောင်ကြမသွားဘူးပေါ့ ကြာသေးဦးရှင်နောက်ထပ်10မိနစ်တီကော်ဖီတောက်ရင်အလုပ်သွားရင်ထာမန်တိုင်းမဲ့ဆက်ရှိနေရောမှာပါ10မိနစ်ပြည့်သွားတဲ့အချိန်ကြာမှသာကဘာကြီးတစ်ခုလုံးရုတ်တရက်အမောင်ကျသွားမှာဖြစ်ပါတယ် တကယ်ကိုကြက်တိထစရာကောင်းတဲ့အချက်ပဲဗျာဆိုလိုတာကကျွန်တော်တို့မနေ့ကမှခန်းစားနေရတဲ့နီယောင်ကြီးဟာအခုလက်ရှိနီယောင်ကြီးမဟုတ်ပဲလွန်ခဲ့တဲ့10မိနစ်ကနေမင်းကြီးစီကထွက်လာတဲ့အလင်းဒီပေါ့ အတိအကျပါပဲ ကျွန်တော်ထပ်တွေးမိတာတစ်ခုကလည်းအလင်းကအချင်းယူရတယ်လို့စွဲငင်အားကတာဘယ်လိုနေမလဲညီပြော့သွားရင်ကဘာကြီးကချက်ချင်းလမ်းလွယ်ပြီးလွင့်ထွက်သွားမလား အဲ့ဒါကပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ယူပပေးတာအချက်ပါပဲရှင်အိုင်းစတိုင်းရဲ့နာယ theory ရစွဲငင်အားပြောလဲမှုဟာလေအလင်းရဲ့အမြန်နှုန်းနဲ့ပဲသွားလာပါ အိုးဒါဆိုရင်စွဲငင်အားကလည်းချက်ချင်းအလုံးမလို့ဘူးပေါ့ ဟုတ်ကဲ့ဒါကြောင့်နီမင်းကြီးပျောက်ကွယ်သွားရင်တောင်ကဘာကြီးကချက်ချင်းလွင့်စင်ထွက်သွားမှာမဟုတ်ပါဘူးကဘာကြီးဟာမရှိတော့တဲ့နီမင်းကြီးရဲ့လမ်းကြောင်းကိုနောက်ထပ်10မိနစ်တီပုံမှန်တိုင်းဆက်ပြီးပတ်နေအောင်ပါ ပြီးမှအလင်းရောင်ပြော့ကွယ်သွားတဲ့အချိန်နဲ့တပြိုင်နက်တည်းမှာပဲအခါတာတွေကို လွင့်ထွက်သွားမှာပါရှင်တဘောပါအလင်းနဲ့ဆွဲငင်အားကအတူတူပဲအချိန်ယူရတယ်လी ဒါဆိုရင်တင်းချက်လက်ဆိုတာအခါတာတွေမှာချက်ချင်းမရောက်ဘူးပေါ့ဗျာစာရိုက်ကနေစာတဆောင်ပို့လိုက်တယ်လို့ပဲကိုစီရောက်လာတဲ့အချိန်မှာအဲ့ဒီစာရိုက်ကအကြောင်းအရာတွေအတိတ်ခေသွားပြီ အေးမှန်ပါတယ် ဒီသဘောတရားကိုကြည့်ရင်စကြောလာကြီးတစ်ခုလုံးအတွက်တပြင်းညီတိရှိနေတဲ့ယခုပစ္စုပန်ဆိုတာမရှိဘူးလို့ဆိုလိုတာလား တိတိကျကျပြောရင်အဲ့လိုပါပဲရှင်ဆက်ကြောလာတဲ့နေရာတိုင်းဂျိုတိုင်းကျယ်တိုင်းဟာသူတို့စီကိုရောက်လာတဲ့သတင်းချက်လက်တောင်းပေါ်အလင်းရဲ့အချိန်ပေါ်မူတည်ပြီးကိုယ်ပိုင်အချိန်ကာလတွေနဲ့လက်ပတ်နေကြတာပါ ကိုပိုင်အချိန်စရာတွေနဲ့ပေါ့နော် ဟုတ်တယ်ရှင်ဒါကြောင့်ညဘက်ကောင်းကွင်းကိုမော်ကြည့်လိုက်တာဟာဆက်ကြောလာရဲ့လက်ရှိအချိန်တွေကိုကြည်နေတာမဟုတ်ပဲကြေအတီးတီးရဲ့မတူနေတဲ့အတိတ်ကာလတွေကိုပြသထားတဲ့ပြက်ခိုင်းတစ်ခုကိုကြည်နေတာနဲ့အတူတူပါပဲ ခဏလေးဗျာဒီနေရာမှာနားဆင်သူတွေရိုးသွားနိုင်တာလေးတစ်ခုကိုအရင်ရှင်းကျင်တယ်ကျွန်တော်တို့အာကာသအကြောင်းပြောရင်အလင်းနဲ့ဆိုတဲ့စကားလုံးကိုမကြာခဏတုံးကြတယ်စကားလုံးထဲမှာနှစ်ပါနေတော့လူတော်တော်များများကဒါကိုအချိန်ကာလတစ်ခုလို့ထင်တတ်ကြတယ်ဗျာ ဟုတ်ကဲ့အဲ့ဒါအရင်ကိုအဖြစ်များတဲ့အထင်မြင်မှားမှုတစ်ခုပါပဲ တကယ်တော့ဒါကအကွာဝေးကိုတိုင်းတာတဲ့ unit မောင်းလဲ မှန်ပါတယ်ရှင်အလင်းနဲ့ဆိုတာအချိန်ကိုတိုင်းတာမဟုတ်ပါဘူးအလင်းဟာတစ်စက္ကန့်ကိုမိုင်ပေါင်း18600အမြန်နှုန်းနဲ့သွားတယ်အဲ့ဒီလိုအင်မတန်မြန်တဲ့အမြန်နှုန်းနဲ့တစ်နှစ်ပလုံးမရမနာသွားမယ်ဆိုရင်ရောက်ရှိမယ့်အကွာဝေးကိုခေါ်တာပါ တနစ်စာခီးပေါ့ဗျာဘလောက်ဝေးမလဲ common ကြီးအဖြစ်မိုင်ပေါင်းတမက်88 trillion လောက်ရှိပါလိမ့်ရှင်ဒါကြောင့်အလင်းနဲ့ဆိုတာစကြဝဠာကြီးထဲမှာသုံးတဲ့အရာမပေတံရှည်ကြီးတစ်ခုလို့မြင်ကြည့်လို့ရပါတယ် ကောင်းပြီဒါဆိုအဲ့ဒီအရာမပေတံကြီးကိုသုံးပြီးရှုထောင်ကိုပြောင်းပြန်လည်ကြည့်အောင်ဗျာ
ကျွန်တော်တို့ကကဘာဘောကနေအာကာသထက်ကိုမော့ကြည့်နေတယ်လို့ပဲတခြားစัจ java လာအစိပ်ပိုင်းတွေရှိကိုလည်းကဘာဘောကအလင်းနေထွက်ခွာသွားနေတာပဲလေ ဟုတ်တာပေါ့ တကယ်လို့အလင်းနဲ့2000လောက်အကွာဝေးမှရှိတဲ့ဂယူတစ်ခုပေါ်ကကြိုသားတွေကကဘာကြီးကိုအင်မတန်အားကောင်းတဲ့အဝေးကြီးမှပြောင်းကြီးနဲ့အခုလက်ရှိချက်မှာလှမ်းကြည့်နေမယ်ဆိုရင်သူတို့ကျွန်တော်တို့ကိုမြင်ရနိုင်မလား လုံးဝမြင်ရမှာမဟုတ်ပါဘူးရှင်သူတို့စီကိုအခုလက်ရှိရုပ်နေတဲ့အလင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကဘာမီကနေထုတ်ခွာသွားတဲ့အလင်းပဲဖြစ်နေပါလိမ့်မယ် တကယ်ကြီးလားဒါဆိုကျွန်တော်တို့အခုလက်ရှိတိုးပြနေတဲ့အင်တာနက်တွေမုံမျောတိုက်တီလင်းပြန်တွေကိုသူတို့မမြင်အောင်ပေါ့ မမြင်ရပါဘူးရှင်အဲ့ဒါတွေဘာတစ်ခုမှမရှိသေးတဲ့အချိန်ကိုမြင်နေရမှာပါ အဲ့ဒါကတကယ်ကိုရူးသွတ်ချင်စရာကောင်းတဲ့အချက်ပဲဗျာသူတို့မှပြောင်းကနေလှမ်းကြည့်လိုက်ရင် Roman Empire ခေတ်ကောင်းနေတဲ့အချိန် Julius Caesar တို့ Cleopatra တို့တရှိထင်ရှားရှိနေတဲ့အချိန်ကိုတိုက်ရိုက်မြင်တွေ့နေရမှာပေါ့ ဟုတ်တယ်ရှင်တမိုင်းကိုတိုက်ရိုက်ကြည့်နေရသလိုဖြစ်နေမှာပေါ့ ကျွန်တော်တို့အတွက်တမိုင်းစာအုပ်ထဲကအတိတ်ဖြစ်ရတဲ့ဟာသူတို့ရဲ့မှန်ပြောင်းတယ်မှာတော့အခုမှအသက်ဝင်လှူရှားနေတဲ့ပစ္စုပန်လိုမျိုး live လွှင့်နေတယ်လို့ဖြစ်နေမှာလား အဲ့ဒီသဘောပါပဲရှင်ဒါကအချိန်နဲ့တမိုင်းဆိုတဲ့သဘောတရားအပေါ်ကျမတို့ရဲ့နားလည်မှုကိုလုံးဝပြောင်းလဲပစ်လိုက်တာပါလူသားတွေအတွက်ပြီးဆုံးသွားပြီဖြစ်တဲ့အတိတ်သမိုင်းတွေဟာတခြားနေရာတစ်ခုမှာတော့အခုလက်ရှိစောင့်ကြည့်နေရတဲ့တော့ဘာဆက်ဖြစ်မလဲဆိုတာမသိသေးတဲ့အနာဂတ်လိုဖြစ်နေပါတယ် စိတ်ကူးကြည့်ရုံနဲ့တော်တော်လေးကိုမိုက်တယ်ဗျာ ဟုတ်ပါတယ်သူတို့မမြောင်းကနေကြည့်နေရင်လည်း Roman Empire ကြီးဘလို့ပြိုကွဲသွားမလဲဆိုတာကိုနောက်ထပ်ရာစုနှစ်ပေါင်းများစွာဆက်ပြီးစောင့်ကြည့်ရမယ့်အနေအထားမျိုးပါရှင် ဒါဆိုရင်အကွာဝေးပိုဝေးသွားလေလေအတိတ်ကိုပို့ပြီးနောက်ပြန်ရောက်သွားလေလေဆိုတဲ့သဘောပေါ့ဆောင်းမထဲမှာပါတဲ့နောက်ထပ်ဥပမာတစ်ခုက Andromeda Galaxy ကြောင်းပါသူကကမ္ဘာကနေအလင်းနဲ့နေရဇန်တန်ကွာရွာမှာရှိတယ်လို့သိရတယ်ဗျာ ဟုတ်ပါတယ်ညဘက်ကောင်းကင်ကြည်လင်တဲ့ချိန်မြို့ပြရဲ့မီးရောင်တွေကင်းစင်တဲ့နေရာမျိုးမှာဆိုရင်အဲ့ဒီ Andromeda Galaxy ကိုတာမန်မျက်စိနဲ့တောင်မုံဝါးဝါအဆက်ပြောက်လေးအနေနဲ့မြင်နိုင်ပါတယ် တာမန်မျက်စိနဲ့အောင်မြင်ရတယ်ပေါ့ ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီအလင်းဟာလွန်ခဲ့တဲ့နှစ်တောင်နှစ်တသမတန်ကနေအစတင်ထွက်ခွာလာခဲ့တဲ့အလင်းပါရှင် လုံငယ်နှစ်တောင်နှစ်တစမတန်းဆိုတဲ့အချိန်ကိုပြန်စဉ်းစားကြည့်ရင်လေအဲ့ဒီအလင်းတွေ Andromeda ကနေစတင်ထွက်ခွာလာတဲ့အချိန်တုန်းကကမ္ဘာပေါ်မှာလူသားမျိုးနွယ်ဆိုတာလုံးဝအစအနာတော့မပေါ်ပေါက်သေးဘူးကြ ဟုတ်တယ်ရှင်လူရန်ဒီလာပဲရှိသေးတဲ့အချိန်ပေါ့ ဟုတ်တယ် Homo sapien ဒီမရှိသေးတဲ့ကာလကတွေကခင်းနေလာတဲ့အလင်းတန်းတွေဟာအာဂါသဟင်းလင်းပင်ကြီးတွေမှာဖြတ်တန်းလာပြီးအခုကျွန်တော်ညပဲမော့ကြည့်လိုက်တဲ့အချိန်ကြမှာကျွန်တော်ရဲ့မျက်လုံးထဲကိုဓာတ်ရိုက်ဝင်ရောက်လာတာတကယ်ကိုအံ့တော်စရာပါပဲ တကယ်ကိုချိန်ခရီးတွားနေတယ်လို့ပါပဲ ဒါကိုပို့ပြီးအစွမ်းရောက်တဲ့ဥပမာတစ်ခုနဲ့ချိတ်ဆက်ကြည့်ရှင်သေးတယ်ဗျာအလင်းနဲ့တန်း60ကွာဝေးကကြော်သားတွေကဘာကိုလှမ်းကြည့်ရင်တော့ဘာမြင်ရမလဲ အလင်းနဲ့တန်60အကွာဝေးဆိုရင်တော့ရှင်သူကိုလိုက်မြင်ရမှာကကဘာပေါ်မှာတက်ရှိလူသားတွေမရှိသေးပဲအေယာမဒိုင်နိုဆောတွေလမ်းလျှောက်နေတဲ့အချိန်ကိုတိုက်ရိုက်မြင်တွေ့နေရမှာဖြစ်ပါတယ် ဒိုင်နိုဆောတွေကိုမြင်ရမယ်ဆိုတော့ဒါကတိပန်ရုပ်ရှင်ဇာတ်လမ်းတွေကစိတ်ကူးရချက်လက်တွေမဟုတ်ဘူးနော်ရူပဗေဒသဘောတရားရတကယ်ကိုဖြစ်တည်နေတဲ့အမှန်တရားကြီးဗျာ ဟုတ်ပါတယ်ရူပဗေဒပြင်းရက်ချက်တွေကဒါဟာလုံးဝကိုညင်းလို့မရတဲ့အချက်လက်ပါရှင် ဒါပေမဲ့ဒီနေရာမှာကျွန်တော်ပူပြီးတည်ကျင်လာတဲ့အပိုင်းတစ်ခုရှိတယ်ဗျာအဲ့ဒါကမကြတဲ့ခင်ကမှလွတ်တင်ခဲ့တဲ့ James Webb အကာသမှန်ပြောင်းကြည့်အကြောင်းပါ ဟုတ်ကဲ့ JWST ပေါ့နော် ဟုတ်တယ်သတင်းဒီထဲမှာဖလှက်ရတာကအဲ့ဒီမှန်ပြောင်းကြည့်ဟာจักรวาลကြီးစတင်ဖြစ်ပေါ်ခဲ့တဲ့ Big Bang ပေါက်ကွဲမှုကြီးဖြစ်ပြီးတော့မကြခင်အချိန်ပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း73နဲ့9ဘီလီယံလောက်က Galaxy ရဲ့ပုံတွေကိုဖမ်းယူနိုင်ခဲ့တယ်လို့ဆိုရဗျာ ဟုတ်ပါတယ်ရှင် ဒါကဘလို့လို့ပြီးဖြစ်နိုင်တာလဲမှန်ပြောင်းကြီးကအာကာသထဲရောက်နေုံနဲ့အဲ့ဒီလောက်ရှီးကြတဲ့အလင်းတွေကိုဘလို့များဖမ်းယူနိုင်တာလဲဗျာ ဒီနေရာမှာနားလည်ထားမယ့်အရေးကြီးတဲ့အချက်ကလေ JWST ဟာအချိန်ခရီးတွားဆက်လို့အတိတ်ကိုပြန်သွားတာမဟုတ်ဘူးဆိုတာပါပဲရှင် အတိတ်ကိုတွားရိုက်ကမဟုတ်ဘူးပေါ့ မဟုတ်ပါဘူး။ तू ကလွန်ခဲ့တဲ့နှစ်ပေါင်း73နဲ့နွားဘီလီယံကတည်းကထွက်ခွာလာခဲ့တဲ့အလင်းတန်းအနည်းကိုအခုမှစောင့်ဖမ်းတာပါ။ဒါပေမဲ့တာမန်မှန်ပြောင်းနေနဲ့ဖမ်းလို့မရဘူးရှင် ဘာဖြစ်လို့လဲဗျာအလင်းကမင်းမင်းသွားလို့လား ။အဲ့လိုမဟုတ်ဘူးရှင်။အဓိကအကြောင်းရင်းကစကြဝဠာကြီးဟာအငြိမ့်နေတာမဟုတ်ပဲအမြဲတမ်းပြန့်ငားနေလို့ပါ။ ရှင်းပြပါအောင်ဗျာစကြဝဠာကြီးပြန့်ကားနေတာနဲ့အလင်းကိုဖမ်းယူတာနဲ့ကဘလို့ဆက်ဆက်နေလို့လဲ ဒီလိုရှင်လွန်ခဲ့တဲ့နှစ်ပေါင်း73.5ဘီလီယံကအစောပိုင်း Galaxy တွေစီကနေအလင်းတန်းတွေထွက်လာတယ်ဆိုပါစို့ ဟုတ်ကဲ့ အဲ့ဒီအလင်းတန်းလေးကမ္ဘာမြေစီကိုလာနေတဲ့ခီးစဉ်တရှောင်းလုံးမှာစက်ကြောဝလာကြီးရဲ့ဟင်းလင်းပင်ကတဖြည်းဖြည်းကျေပြန့်လာတယ်လေနေရာလွတ်တွေပိုကျလာတဲ့အခါအဲ့ဒီထဲမှာဖြတ်တန်းသွားနေတဲ့အလင်းလိုင်းတွေဟာလည်းဆွဲဆန့်ခံရပါတယ်ရှင် ဟာလိုင်းဒီပါအဆွဲခံလိုက်ရတာပေါ့
ဟုတ်ပါတယ်ယူဘောဗေဒမှာအလင်းလိုင်းတွေဆွဲဆန့်ခံရပြီးလိုင်းအလျရှည်သွားတဲ့အခါအဲ့ဒီအလင်းဟာရောင်စင်တန်းရဲ့အနီရောင်ဘက်ကိုရွေ့သွားပါတယ်ဒါကို redshift လို့ခေါ်ပါတယ်ရှင်။အော်ဆိုလိုတာကအလင်းကအစာတော့ကတာမန်မြင်ရတဲ့အလင်းပဲဒါပေမဲ့နှစ်ဘီလီယံပေါင်းများစွာခီးသွားနေရင်နဲ့ကျက်ကရဝလာကြီးကျဲလာတာကြောင့်လှိုင်းဒီအစွဲခံရပြီးအယောင်ပြောင်းသွားတာပေါ့အတိအကျပါပဲရှင်အဲ့ဒီအလင်းတွေကဘာအနည်းကိုရောက်လာတဲ့အချိန်မှာအင်မတန်ကိုဆွဲဆန့်ခံထားရတဲ့အတွက်တာမန်မက်ဆီနဲ့မြင်နိုင်တဲ့အလင်းအဖြစ်မရှိတော့ပါဘူးအနည်းအောက်ရောင်ကြီးအဖြစ်ကိုပြောင်းလဲသွားပါပြီဒါဆိုအရင်ကဟဘယ်လို့မှန်ပြောင်းမျိုးနဲ့ဆိုမမြင်ရတော့ဘူးပေါ့ဟုတ်တယ်ရှင်ဟဘယ်လို့မှန်ပြောင်းမျိုးနဲ့တောင်အဲ့ဒီရှေးကြတဲ့အလင်းကိုကောင်းကောင်းမမြင်ရတော့ပါဘူးဒါဆို James Webb မှန်ပြောင်းကအဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းထားလဲပဲ JWST ကိုအစကတည်းကအဲ့ဒီအနည်းအောက်ရောင်ကြီးတွေကိုဖမ်းယူဖို့အထူးရည်ရွယ်ပြီးတိစောက်ထားတာပါရှင်သူ့ရဲ့အေးရမှာမန်ချက်ကြီးတွေကိုရွှေနဲ့အုပ်ထားပါတယ်ရွှေနဲ့လားဘာလို့ရွှေကိုတုံးတာလဲပဲဘာလို့လဲဆိုတော့ရွှေဟာအနီအောင်ရောက်ကြီးကိုရောင်ပြန်ဟိုင်းရမှာအကုန်းဆုံးတတုဖြူတော့ပါရှင်ပြီးတော့မှန်ပြောင်းကိုအာကာသထဲကအင်မတန်အေးခဲတဲ့ဘူချိန်မှာထားရှိပြီးလွန်ခဲ့တဲ့နှစ်ပေါင်း73.9ဘီလီယံကလေးကခီးနေလာခဲ့တဲ့အဲ့ဒီမဝဝအနီအောင်ရောက်ကြီးအလင်းတန်းလေးတွေကိုအမီးရဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်တကယ်ကိုအမခန်နီးပညာပါပဲရှင်းရှင်းပြောရင်အလင်းတန်းလေးကကျွန်တော်စီကိုယ်တိုင်လာရောက်ပြီးသူတို့ရဲ့အတိတ်သမိုင်းကိုလာပြနေတာပဲကျွန်တော်ကသူတို့စီကိုတွားစရာမလိုဟုတ်ပါတယ်ရှင်သမိုင်းကကိုယ့်စီလာနေတာပါရှေးဟောင်းသမိုင်းကြောင်းကအလင်းရဲ့အသွင်နဲ့ကျွန်တော်စီကိုအရောက်လာခဲ့တာအလင်းရဲ့ခီးစဉ်ကကြာလုံးလို့သာသူတို့ရဲ့ပုံရိပ်ကနောင်နေပြီးမှကျွန်တော်စီရောက်လာတဲ့သဘောပေါ့ဗျာမှန်ပါတယ်ရှင်စက်တင်ဘာကြီးတဲ့ကအရာအလုံးဟာကိုပိုင်ချင်စရာတွေနဲ့ရွေးလျားနေကြပြီးသူတို့ရဲ့သတင်းချက်လက်တွေကိုအလင်းကနေဆင်ဖြန့်ဝေပေးနေတာဖြစ်ပါတယ်ဟုတ်ပြီဒါကြောင့်ကျမတို့ကဘာမီကနေအာကာသထဲကိုကြည့်လိုက်တိုင်းမြင်နေရတာဟာအခုမဟုတ်ပဲထောင်ပေါင်းတန်းပေါင်းဘီလီယံပေါင်းများစွာသောနှစ်တွေကအတိတ်သမိုင်းကြောင်းတွေချီတာဖြစ်နေပါတော့တယ်ရှင်ဆိုတော့ဒါတွေအားလုံးကဘာကိုဆိုလိုတာလဲဗျဒီအချက်လက်တွေကစက်ကြဝဠာကြီးကိုကျွန်တော်တို့ရှုမြင်တဲ့ပုံစံကိုဘယ်လိုပြောင်းလဲသွားစေသလဲကျွန်တော်တို့ကကဘာမီဘောကကြီးမြောင်းတဲ့အမြင်လေးနဲ့ပဲရာအားလုံးကိုအခုချက်ချင်းလို့တတ်မှတ်တတ်ကြတယ်လူတိုင်းဒီလိုပဲမြင်ကြတာပဲလေဒါပေမဲ့စက်ကြဝဠာကြီးရဲ့ရှုထောင့်ကနေကြည်လိုက်ရင်တော့ကျွန်တော်တို့ရဲ့အခုဆိုတာဟာအခြားတနေရာအတွက်အတိတ်ဖြစ်နေနိုင်တယ်လို့အခြားတနေရာရဲ့အတိတ်ဟာလည်းကျွန်တော်တို့အတွက်အခုဖြစ်နေနိုင်တယ်မို့လားတခြားတော့ပေါ့ရှင်အချိန်နဲ့နေရာဆိုတာနိုင်ရန်သဘောတရားနေဖြစ်တယ်ဆိုတာကိုဒီအလင်းရဲ့ခရီးစဉ်တွေကသက်သေပြနေတာပါရာအားလုံးကတပြိုင်တည်းအသက်ဝင်လှုပ်ရှားနေတာမဟုတ်ပါဘူးရှင်ဟုတ်တာပေါ့နားဆင်သူတွေနဲ့ဒီရက်ကိုတေးသေးချာချာနားလိုက်သွားပြီဆိုရင်ညဘက်ကောင်းကင်ကိုမောကြည့်လိုက်တဲ့အခါလိုက်အရင်ကလိုကြက်လေးတွေလင်းလက်နေတယ်ဆိုတဲ့တာမန်အမြင်မျိုးနဲ့မြင်နိုင်တော့မှာမဟုတ်ပါဘူးမှန်တယ်ကိုကြည့်လိုက်တဲ့ကြက်တလုံးချင်းစီဟာမတူညီတဲ့အတိတ်ကာလတွေကတမိုင်းကြောင်းတွေကိုကိုမျက်စိရှေ့မှာလာပြီးပြသနေတာပြောကြက်တလုံးကလွန်ခဲ့တဲ့နေ့နားစက်ကပုံရိပ်ကိုပြနေချိန်မှာသူဘေးကကြက်တလုံးကလွန်ခဲ့တဲ့နေ့တတန်းကပုံရိပ်ကိုပြနေတာမျိုးပေါ့ဟုတ်တယ်ရှင်တစ်ခုနဲ့တစ်ခုအချင်းဒီလုံးဝမတူကြဘူးအာဂါသဟင်းလင်းပေကြီးဆိုတာတကယ်တော့အလွာပေါင်းစုံပါဝင်နေတဲ့အေယာမတမိုင်းပြတိုက်ကြီးတစ်ခုပါပဲဗျလုံးဝကိုစီလျော်တဲ့ကျင်းစားချက်ပါပဲရှင်ကိုကြည့်လိုက်တဲ့နေရာတိုင်းဟာကွဲပြားတဲ့အချိန်ကာလတွေကိုတပြိုင်နက်တည်းပြသနေတဲ့ပြကွက်တွေချီးပါပဲကျမတို့ဟာဘယ်တော့မှစကြဝဠာကြီးရဲ့လက်ရှိပုံစံအစစ်အမှန်ကိုဓာတ်ပုံတပုံနဲ့အနေနဲ့ရိုက်ယူလို့မရနိုင်ပါဘူးရှင်ဒီအကြောင်းအရာတွေကိုဆွေးနွေးရင်းနဲ့ကျွန်တော်ခေါင်းလေးကိုထွက်မသွားတဲ့အတွေးတစ်ခုဝင်လာတယ်ဗျာကျွန်တော်တို့လေ့လာခဲ့တဲ့အချက်လက်ဒီထဲမှာတော့တိုက်ရိုက်မပါပေမဲ့ဒီသဘောတရားတွေအပေါ်အခြေခံပြီးစဉ်းစားကြည့်လို့ရပါတယ်ဘယ်လိုအတွေးမျိုးလဲရှင်ကျွန်တော်တို့ညဘက်ကောင်းကင်မှာမြင်နေရတဲ့ကြယ်တွေရဲ့အလင်းဟာလွန်ခဲ့တဲ့နှစ်ထုံပေါင်းတန်းပေါင်းများစွာကထွက်လာခဲ့တဲ့အလင်းတွေဆိုရင်တကယ်လို့များအဲ့ဒီကြယ်တချို့ဟာအခုချိန်မှာတက်တန်းကုန်ပြီးပောက်ကွယ်ပြောက်ကွယ်တွားခဲ့သည်ဆိုရင်တော့သူတို့တေဆုံးခါလီထွက်သွားလာခဲ့တဲ့နောက်ဆုံးအလင်းကကဘာစီကိုလမ်းခွလာမှာခီးဆက်နေစေဖြစ်မှာပဲလေယူပပေတာတဘောတရားအရာရောဂျယ်ရီရဲ့တက်တန်းအရာပါတွေ့ချင်အဲ့ဒီလိုဖြစ်နိုင်ခြေကအလွန်ကိုများပါတယ်ရှင်ကျမတို့အခုမြင်နေရတဲ့ဂျယ်တချို့ဟာတကယ်တမ်းအာကာသထဲမှာမရှိတော့တာမျိုးလုံးဝဖြစ်နိုင်ပါတယ်အဲဆိုရင်ကျွန်တော်တို့ကတော့ပျောက်ကွယ်သွားပြီးဖြစ်တဲ့ဂျယ်တွေရဲ့သစ္စေပုံရိပ်တီကိုကြည့်ပြီးဂျကာဝလာကြီးကဒီအတိုင်းလပနေစေပဲလို့ထင်မှတ်မှားနေတာများလားနောက်ဆုံးရုပ်တလွန်းချက်လေးကဘာစီရောက်လာမယ့်အချင်းကိုစောင့်ရင်းနဲ့မရှိတော့တဲ့ຢာတွေကိုရှိနေစေလို့ထင်နေရတာများလားဒါကတော့ညဘက်ကောင်းကင်ကိုမော့ကြည့်ရင်နားဆင်သူတွေကိုယ်တိုင်ဆက်ပြီးတွေးတော်ကြည့်ဖို့ချန်လန်ထားခဲ့ခြင်းပါတယ်ဗျာ